အရင်ကဆိုလို့ရှိရင်တော့ကျွန်တော်လူပြိုလူလွတ်ဖြစ်ခဲ့တဲ့အချိန်တော့ဆိုရင်တော့တနေ့တစ်ချိန်မှာကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းတော်၎င်းပေါ့နော်ပြန်ပြီးတော့မှကိုယ့်ရဲ့နိုင်ငံမှာပြန်ပြီးအခြေချမယ်လို့စဉ်းစားခဲ့မှုတာရှိပါတယ်ဒါပေမဲ့လောလောဆယ်မှာတော့ကျွန်တော်ကထိုင်းနိုင်ငံမှာအိမ်အောင်ကြပြီးတော့မှပေါ့နော်ဆိုတော့ထိုင်းမျိုးသမီးဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့ဒီဟာကလည်းလောလောဆယ်မှာကျွန်တော်လက်ရှိလုံးနေနေထိုင်နေတဲ့နေရာဖြစ်တော့ပြန်လာတော့လည်းပြန်ကျင်တယ်ဒီမှာလည်းနေချင်တယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့နှစ်နိုင်ငံဟိုသွားလိုက်တော့ဖြစ်တောင်းဖြစ်နိုင်တယ်ပေါ့နော်ဟုတ်ကဲ့ထိုင်းနိုင်ငံမှာလာပြီးတော့မှကျမကြီးအတွက်လာပြီးတော့စိတ်ကူးတချင်တဲ့သူတွေဆိုလို့ရှိရင်တော့အဓိကပြင်ဆင်ရမှာများတဲ့ပြင်ဆင်ရမယ့်အချက်တွေတခုကတော့အချိန်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကနိုင်ငံခြားမှာရှေ့လာကူရဲဆိုတော့တခါတလေကြားလို့ရှိရင်စေးရတဲ့ဟာလေးတွေရှိတယ်အဖြစ်ပြန်ဆောင်ရတဲ့ရက်လေးတွေရှိတယ်ဆိုတော့တခါတလေကျရင်ကျွန်တော်တို့ကlimited အချိန်လေးရက်ပိုင်းခြားလေးနဲ့လာရင်တော့တခါတလေစိတ်ကူးသားမှုအတွက်တခါတလေစစ်ဆေးတာတွေခက်ခဲတာတွေရှိတယ်ဆိုတော့ကျွန်တော်အကြံပေးချင်တာတော့အချိန်လေးလုံလောက်ပေါ့နော်သို့မဟုတ်လဲကျမကြီးအားလုံးကူပြီးတော့မှပြန်မယ်အဲ့လိုအချိန်လေးများဆဆယူဆောင်လာပြင်ဆင်လာတာကောင်းပါတယ်ပေါ့နော်ဒီတခြားငွေကြေးပိုင်းပါပိုင်းကတော့ဒါလည်းအများတည်တဲ့အတိုင်းပဲကျွန်တော်ဒါဒီပိုင်းကလည်းပြင်ဆင်လာမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့အကယ်၍ကိုကမြန်မာပြည်မှာစစ်ဆေးထားတဲ့အချက်လက်တွေကိုယ့်ရဲ့ result အဟောင်းတွေရှိတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအားလုံးယူလာပေးပါအဲ့ဒါမှကျွန်တော်ဒီထိုင်းနိုင်ငံမှာရောက်လို့ရှိရင်ဒီထိုင်းနိုင်ငံကပဲဆေးရုံပဲဖြစ်ဆရာဝန်တွေကမြန်မာပြည်ကစစ်ဆေးယူလာတဲ့အဖြေတွေကိုလက်ခံပါတယ်ကြည်ပြီးတော့မှကျွန်တော်ဒီဘက်ကစစ်ဆေးထားရင်တိုက်ကြည့်ပြီးတော့လူနာအတွက်ပို့ပြီးတော့ထိရောက်မဲ့အဖြေကုသမှုကုထုံးတွေကိုဆောင်ရွက်ပေးသွားဖို့ပို့ပြီးတော့ရှင်းပြတယ်ပေါ့နော်ပထမအနေနဲ့ကျောင်းလာတက်မယ်ဆက်ပြီးတော့ပညာလာရှိဖို့ညီကူမောင်နှမတွေဆိုလို့ရှိရင်တော့လာကြပါဒီနိုင်ငံမှာကျွန်တော်တို့ပုဂ္ဂလိကတက္ကသိုလ်တွေလည်းအများကြီးရှိတယ်ပြီးတော့နိုင်ငံခြားကနေလာပြီးတော့ဖွင့်တဲ့ international university ပုံစံမျိုးတွေလည်းရှိတယ်ဆိုတော့ကိုယ့်ရဲ့တက်အားကိုယ့်ရဲ့ပြောမယ်ဆိုလို့ရှိရင်အင်အားပေါ့နော်နဲ့ပေါ်မှာမူတည်ပြီးတော့ကျွန်တော်ရွေးချယ်စရာအကြောင်းတွေလည်းအမျိုးမျိုးရှိပါတယ်လာပြီးတော့ပညာရှိဖို့လို့ရတယ်တခုပဲဒီမှာကတော့ခုနကျွန်တော်ပြောခဲ့သလိုပဲကောင်းတာတွေလည်းအများကြီးရှိသလိုမကောင်းတာတွေလည်းအများကြီးရှိပါတယ်ညီငယ်မောင်နှမတွေလည်းဒါတွေကြောင်းပညာလာသင်မယ်ဆိုလို့ရှိရင်တွေ့ရမယ်ခင်ဗျဆိုတော့အဲ့ဒီမကောင်းတဲ့ကောင်းတဲ့အချင်းမှာကိုယ့်ရဲ့လူမျိုးကိုမိသားစုအားလုံးအတွက်ကောင်းမယ်ကောင်းကျိုးလေးတွေကောင်းတဲ့အချက်ကလက်ကလေးတွေကိုပဲယူဆောင်ပြီးတော့မှလာပြီးတော့ပညာသင်ကြားစီချင်ပါတယ်နောက်တစ်ခုကတော့အကယ်၍အလုပ်လာလုံးမဲ့လူတွေဆိုလို့ရှိရင်တော့အခုအနေနဲ့ကတော့အလုပ်ဘယ်လိုပြောမလဲအလုပ်ပေါ့ supply အနေနဲ့ကတော့နည်းကောင်းနည်းပါလိမ့်မယ်လာပြီးတော့အလုပ်လူချင်းတဲ့လူတော့များတယ်ပေါ့နော်ဒါပေမဲ့ဘာမှအားမလျှော့ပါနဲ့တနေ့လဲဒီနိုင်ငံမှာတော့အလုပ်တွေပေါ့နော် vacancy တွေရှိနေပါတယ်ဆိုတော့တကယ်ကို depend ဖြစ်တဲ့website တော်၎င်းသတင်းဌာနတွေကနေအလုပ်ကိုရှာစီချင်ပါတယ်သူများပြောတိုင်းလည်းမယုံစီချင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုအနေနဲ့ဆိုအလုပ်တွေပေးမယ်အလုပ်တွေခေါ်ကြတဲ့အစ်စ်တွေလည်းရှိသလိုအတုပတွေလည်းအများကြီးရှိပါတယ်အထူးသဖြင့်ကိုယ့်ရဲ့မြန်မာတွေကိုပြန်လည်စားတာကိုယ့်မြန်မာတွေပဲဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ဒါလေးကိုအထူးအလေးပြုပြီးတော့ပေါ့နော်တည်ထားစီချင်ပါတယ်အခုစူးစမ်းနေကြတဲ့လူတွေအတွက်တော့ကျွန်တော်အားပေးစကားဆိုတာထက်ပေါ့နော်အတူတူအကြံပေးတဲ့စကားလေးဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်အားပေးရအောင်ကျွန်တော်လည်းအောင်မြင်နေတာတော့မဟုတ်သေးဘူးကျွန်တော်လည်းအခုလက်ရှိစူးစမ်းစေပါပဲကျွန်တော်ဘဝတွေမှာတော့အားလုံးကအောင်မြင်ဖို့ဆိုတာကစူးစမ်းတာဘယ်တော့မှမရက်မှာပဲကျွန်တော်အောင်မြင်ကြတာဖြစ်တယ်ဆိုတော့ညီငယ်ညီမတွေလည်းကိုယ့်ရဲ့ရည်မှန်းချက်ပေါ့နော်ဖြစ်ချင်တဲ့ဟာတွေကိုပဲနေရာမှာရောက်ချင်တဲ့ဖြစ်ချင်တယ်ဆိုတာကိုလဲကြလဲပြန်ထားပါတစ်ခါလဲပြန်ထားပါနှစ်ခါလဲပြန်ထားပါကျွန်တော်တို့စူးစမ်းမှသာလေတစ်ချိန်မှာကိုမှန်းထားတဲ့ရည်မှန်းချက်ပန်းတိုင်ကိုပေါ့နော်ရောက်ရှိမှာဖြစ်ပါတယ်အားလုံးကိုကျွန်တော်ကတော့ဒီကျမကြီးနေပေဘက်ကဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်မလို့အကယ်၍ကျွန်တော်တို့မြန်မာနိုင်ငံသားများပေါ့နော်ဒီထိုင်းနိုင်ငံမှာကျမကြီးအတွက်လာပြီးတော့ကုသမယ်ဆိုလို့ရှိရင်ဖိတ်ခေါ်ပါတယ်ကျွန်တော်ကတော့ဘာမဂရစီယုံမှာလုပ်ပါတယ်တို့မဟုတ်ကျွန်တော်စီယုံလည်းလာလို့ရပါတယ်ကျွန်တော်ပြပြငါနဲ့ကြိုးဆိုလက်ပါပြီးသွားလို့ရှိရင်ခုနပြောသလိုပဲပညာလာတင်ကျင်တဲ့ညီကောင်မတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီချာစုံစမ်းပြီးတဲ့ခါကျတော့ထိုင်းနိုင်ငံမှာလာပြီးတော့ကိုယ့်ရဲ့ဘဝနောက်ရေးအတွက်လာပြီးတော့ပညာသင်ကြားနိုင်ပါတယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်